မိတ်ဆွေတို့အနေနဲ့ကိုဒေါင်းကျင်နဲ့ကိုတင်ကျင်တဲ့ဗီဒီယို UI ထည့်လိုက်ရုံနဲ့ကျွန်တော်တို့ Facebook ပေါ်မှာ auto ပို့တင်ပေးမယ် overflow တစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးအောင်ဖြစ်ပါတယ်ဒီကောင်က overflow ဆိုတာလည်းကျွန်တော်တို့ content mention လို့ခေါ်ရင်လည်းရတယ်ဗျာနောက်ကျွန်တော်တို့ဒေါင်းကျင်တဲ့ကျွန်တော်တင်ကျင်တဲ့ဗီဒီယိုရဲ့ UI ထည့်ပြီးသူ့အတွက် auto ပို့တင်ပေးတဲ့အထိလုပ်ပေးနိုင်တယ်ဗျာဒီမှာဆိုကျွန်တော်3ပုတ်စမ်းထားတယ်This is space in distribution ကျွန်တော်မနေ့တော့စမ်းထားရတယ်ကျွန်တော်ဒါ demonstration လုပ်ပေးမယ်ပြီး breakdown ကျွန်တော်တစ်ချက်လုပ်ပေးမယ်ပြီးတော့ဒီကောင်မှကျွန်တော်ထပ်လုပ်လို့ရတာတွေရှိသေးတယ်ဗျာဒါကျွန်တော်မှတယောက်အတွက်ကျွန်တော်လုပ်ပေးထားရဲ့content mention ပေါ့ဗျာဒါကကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆို new series နေပြီးဒါသူကကျွန်တော်တို့ဒီ movie တွေပါကြီးသူကတင်နေတာဆိုတော့ series နေA series လေးဝင်ပြီးတော့ကျွန်တော်တို့ FVO နေလိုက်တာ ਨੇ ဒါဆို UI တွေကြာလာ UI တွေကကျွန်တော်တို့တင်ကျင်တဲ့ video UI ထည့်လိုက်ရုံနဲ့ကျွန်တော်ဆိုင်ပေးပြန်ဗျာ Bummy Funder Trader မှာ affiliate To engage AI is a lot easier now than at any time in the history of computing. Over the course of the last 10 years, 15 years, almost everybody who sits on a stage like this would tell you ဒီထဲသွားမယ်ဒီထဲမှာ UI ရဲ့ထဲပြီး title ရပါပဲ title ကကျွန်တော်ကစမ်းတာဖြစ်တော့ကျွန်တော်လည်းဒီမှာပို့တူကကျွန်တော်ရွေးရမှာဗျာ personal profile မှာတင်ပါလားဒါဟို Facebook page မှာတင်ပါလားကျွန်တော် Facebook page ရွေးရလိုက်ပဲဗျာ Facebook မှာတင်မယ်အဲ့ဒါသူ့ဘက်သူ download ဆွဲပြီးတော့ Facebook ပေါ်မှာ auto ပို့တင်ပေးတယ်ဒီလုပ်ပေးနိုင်တယ်ဗျာပြီး schedule တွေပါလေထည့်လို့ရတယ်ဒီမှာဆိုရင်ကျွန်တော် schedule နှိပ်ပြီးတော့ဗျာကျွန်တော်ဘယ်နေ့တွေမှာတင်ပါလဲပြီး video UI လေးထည့်ပြီးထားလိုက်ရုံနဲ့သူ့ဘက်သူ schedule သူ့ချိန်ပေးရတဲ့အချိန်မှာတင်ပေးတယ်ဗျာဒါဆို ready ဖြစ်သွားကျွန်တော်ဒီ video ချက်ချင်းမတင်သေးဘူးကျွန်တော်တို့ schedule နဲ့လုပ်မယ်ဆိုရင် schedule မှာထည့်ပြီးတော့တင်လို့ရတယ်ဗျာဒါမှမဟုတ်အခုပဲတင်မယ်ဆိုပို့နောက်နှိပ်လိုက်ဗျာပို့နောက်နှိပ်လိုက်တာနဲ့တင်သွားပြီဗျာချိန်တော့နည်းနည်းလေးတော့စောက်ရတယ်ဗျာဘာလို့လဲဆိုတော့သူကခြားရပါပို့တွေပါတင်ပေးနေဖြစ်တဲ့အတွက် Okay ဒါဆိုတင်သွားပြီဗျာဒါဆိုကိုဘာမှလုပ်စရာမလိုကျွန်တော် any time in the history of computing. Over the course of the last 10 years, 15 years, almost everybody who sits on the stage ပြီးရင်ကျွန်တော်တို့ဒီကောင်မှဘယ်လိုထပ်လုပ်လို့ရသေးလဲဆိုရင်ကျွန်တော်တို့ဒီ YouTube မှာတင်ထားတဲ့ video အရှိကြီးပေါ့ဗျာအဲ့ဒါကိုကျွန်တော် viral video တွေဖြတ်ပြီးတော့ viral video တွေဖြတ်မယ်ပြီးရင်ကျွန်တော်တို့ခွဲပြီးတော့ TikTok ဖြစ်ဖြစ် YouTube Short ဖြစ်ဖြစ်တင်လို့ရတယ်ဗျာအဲ့လို pipeline အဲ့လို machine မျိုးလေးလုပ်လို့ရတယ်အဲ့လိုလုပ်ချင်ကျွန်တော်စီမှာကျွန်တော်ရဲ့ဒီ text question လေးတင်ပါဒါရောက်မေးလို့ရတယ်ဗျာကျွန်တော်တို့စကားပြောလို့ရတယ်ကျွန်တော်ဘာတွေထပ်လုပ်ချင်လဲပြီးတော့နောက်တစ်ခုဘာမှမလဲဆိုရင်ဒါကျွန်တော်အချိန်ကုန်လဲတက်တာတယ်ဗျာကျွန်တော်တို့ video ဒီ YouTube video အရှိကြီးကိုဖြစ်ဖြစ်ဗျာကျွန်တော်တင်ရင်းတဲ့ video ပဲဖြစ်ဖြစ်ကျွန်တော် UI ဖြစ်ဖြစ်ကျွန်တော် upload လုပ်လိုက်တာပဲဖြစ်ဖြစ်သူ့အနေနဲ့သူ့ဟာသူ auto ဖြတ်ပြီးတော့ file video တွေပြန်ပြောင်းပြီးရင်ကျွန်တော်တို့တင်ရင်းတဲ့နေရာကို auto တင်ပေးတယ်ဗျာကျွန်တော်ကဘာလုပ်စရာမလိုဒါအချိန်ကုန်ဒါတက်တာစီတယ်ဗျာပြီးတော့ကျွန်တော်စောနာကျွန်တော်လုပ်ပြတယ်လို့ကျွန်တော် UI လေးထည့်ပြီး schedule တွေပါပေးခြင်းလည်းရတယ်တကယ်လို့ UI လေးထည့်ပြီးပို့တင်လိုက်တာလေသူကသူ auto တင်ပြီးဗျာနောက်မဆိုရင်လှုပ်ရှုပ်တယ်ဗျာဟိုကမှတတောင်းဂျားထဲမှာတောင်းပြီးရင်ကျွန်တော်ပို့တင်ရတယ်ဗျာပြီး caption တွေပါတည်ရအောင်အဲ့လိုလုံးဝလုံးစရာမလိုတော့ဗျာဒါဆိုရင်ကျွန်တော်တို့အပြီးပဲဗျာတခါလေဒီ add ထဲမှာပဲကိုတိုက်တဲ့ကိုယ့်ဘက်ကို customize လုပ်လာတဲ့ add ထဲမှာကိုယ့်ဘက်ကိုလုပ်ပြီးတော့လုပ်လိုက်လို့ရတယ်ဗျာဒါကကျွန်တော်တို့ကိုယ့်ရဲ့ operation system တစ်ခုလုံးထဲမှာထည့်ထားဖြစ်တဲ့အတွက်ကျွန်တော်တို့တခါလေလုပ်လိုက်လို့ရတယ်ဗျာပြီးတော့နောက်တစ်ခုမိုက်တာဒီကောင်ကကျွန်တော်တို့ customize app ဗျာ customize app ဆိုတာကိုကြိုက်တဲ့ပုံစံမျိုးလုပ်လို့ရတယ်ကျွန်တော်စောနာပြောသလိုမျိုးကျွန်တော် YouTube video ရှေ့ကြီးမှာ file ရဲ့အပိုင်းလေးဖြတ်ပြီးတော့ YouTube Short မှာပြန်တင်တာပဲဖြစ်ဖြစ်ကျွန်တော် TikTok မှာပြန်တင်တာပဲဖြစ်ဖြစ်လုပ်လို့ရတယ်ဗျာဒါကိုလုပ်ချင်လို့လုပ်လို့ရကျွန်တော် customize app ဖြစ်တဲ့အတွက်ကျွန်တော်ဒါကလည်းကျွန်တော်မှတယောက်အတွက်ကျွန်တော်လုပ်ထားပေးတာဗျာဒါဘာ UI မှာလည်းကျွန်တော်ဘာအသေးချာမလုပ်တော့ဘူးသူရဲ့ business owner တွေဆိုလည်းလိုတယ်ဗျာဘာလို့လဲသူတို့ရဲ့ video ရှေ့တချို့ pocket လုပ်တဲ့သူတွေဆိုလည်းလိုတယ်ဗျာ video ရှေ့ကိုကျွန်တော် file ရဲ့ပိုင်းလေးဖြတ်ပြီး
short video short form video ဖြစ်ပြန်ပြောင်းပြီးကျွန်တော်ပြန်တင်တာရှိရဗျာအဲ့လိုတွေပါလုပ်လို့ရတယ်ဒါကကျွန်တော် customize ဖြစ်တဲ့အတွက်ကြိုက်သူလုပ်လို့ရတယ်အဲ့လိုမျိုး customize လုပ်ချင်တယ်ဆိုရင်တကယ်လို့ကိုယ်ကစိတ်ဝင်စားတယ်ဆိုကျွန်တော်ရဲ့ description ရဲ့link ရနေပါကျွန်တော်သေးစိတ်ပြောလို့ရတယ်ဗျာကျွန်တော် ਨੇ ကျွန်တော်ပဲလုပ်ပေးနိုင်တာတွေပါမိတ်ဆွေတို့ပဲဘာကြီးလုပ်ချင်လဲကျွန်တော်သေးစိတ်စကားပြောလို့ရတယ်ဗျာအဲ့တော့ကျွန်တော်ရဲ့ description က link ရနေပြီးတော့ဒါရောက်ဆက်သွယ်မေးပြန်လို့ရတယ်ဗျာဒါရ